စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့အာဂျင်တီးနားတရားရုံးကယခုလဧပြီ၁ရက်နေ့ကနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုဖမ်းရမ်းပေးပို့လိုက်ပြီလို့ဘရောက်အဖွဲ့မှကိုထွန်းခင်က AAMIG ကိုပြောပါတယ်။စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာယမန်နေ့ကစတင်ပြီးထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ဘင်းစတက်ထိပ်သီးညီလာခံကိုတက်ရောက်နေပါတယ်။နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်နိုင်ငံတွေထဲမှာထိုင်းနိုင်ငံလည်းအပါအဝင်ဖြစ်တာကြောင့်အင်တာပိုမှထိုင်းရဲတပ်ဖွဲ့တန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖမ်းဆီးဖို့တောင်းဆိုလာနိုင်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ကအင်တာပိုရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့ပါကစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံမှာဖမ်းဆီးခံရနိုင်ပါတယ်။ရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်ဖို့အမိန့်ပေးစေခိုင်းတာတွေရိုဟင်ဂျာမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာတွေအစရှိတဲ့စစ်တပ်ရဲ့အကြမ်းဖက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလူသက်သေအပြင်စာမျက်နှာသက်သေတရားကျော်တို့နဲ့ခိုင်ခိုင်မာမာရှိနေတာကြောင့်စစ်ကောင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကဖမ်းရမ်းထုတ်လိုက်တာဖြစ်ပါတယ်။ဖမ်းရမ်းထုတ်ခံရတဲ့အထဲမှာဒေါ်ဆန်းစုကြည်နဲ့သမ္မတဟောင်းဦးထင်ကျော်တို့ပါဝင်ပေမဲ့လက်တလုံးမှာအင်တာပိုထံဖမ်းရမ်းအပို့ခံရတာကတော့စစ်ကောင်းဆောင်မင်းအောင်လှိုင်တဦးတည်းဖြစ်ပါတယ်။